အားလုံးပဲမင်္ဂလာပါ Grade 12 Mathematics စနစ်တစ် Chapter 2က Mathematical Intention ပုဒ်စာတစ်ပုဒ်ကိုတွက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ပုဒ်စာက Exercise 2.1 နံပါတ်5ပုဒ်စာလေးပဲဖြစ်ပါတယ်မေးခွန်းကဘာခိုင်းထားတယ်လဲဆိုတော့ n က3နဲ့ညီပြီး3ထက်ကြီးတဲ့တဘာဝကိန်းအားလုံးအတွက်ဒီဖော်ပြထားတဲ့ဒီပေးထားတဲ့ statement ပေါ့နော်ဒီ statement မှန်ကန်ကြောင်း proof that တက်တည်ပြရမှာဖြစ်ပါတယ်သုံးရမယ့်နည်းလမ်းက mathematical intention ကိုအသုံးပြုပြီးတော့ဖြည့်ရှင်းရမှာဖြစ်ပါတယ်အဲ့တော့ဒီပုဒ်စာမဖြည့်ရှင်းခင်ဒီပုဒ်စာဒီအခန်းရဲ့သဘောတရားကိုအရင်ပြောပြပါမယ်အဲ့တော့ဒီအခန်းမှာသူကစဉ်းစားနေရကြတော့တဘာဝကိန်းဆိုတာတစ်ကစားပါတယ်အဲ့တော့ဒီ n equal to 1အတွက်မှန်ကန်ကြောင်းဒါတက်တည်ပြရမယ်ပေါ့နော်n equal to 1အတွက်မှန်ကန်ကြောင်းတက်တည်ပြနိုင်ပြီဆိုရင် n equal to k ကလည်းမှန်ကန်တယ်ဆိုပြီးယူဆလို့ရမှာဖြစ်ပါတယ်ဒါဘာသဘောတရားလဲဆိုတော့ဒိုမီနိုအသုံးလေးပေါ့နော်ဒီမှာနှစ်သုံးရှိမယ်ဆိုရင်ထားလိုက်ပါတော့3 3 4 3အများကြီးရှိမယ်ပေါ့နော်အဲ့မှာဒီပထမဆုံးဒိုမီနိုအသုံးလေးကိုလဲချလိုက်မယ်ဆိုရင်ဒီကောင်ကနောက်မှာရှိတဲ့ဒိုမီနိုကိုထိသွားမှာဖြစ်ပါတယ်ဒါဆိုဒီကောင်လဲသွားရင်သူ့နောက်ကကောင်လည်းလဲမယ်ဆိုတဲ့သဘောပါအဲ့တော့ဒီကောင်လဲတယ်ဆိုတာသိချပြီဆိုရင်သူ့ရဲ့ကက်လက်နောက်ထပ်ဒိုမီနိုတစ်လုံးကလည်းဆက်ပြီးလဲမှာဖြစ်ပါတယ်ဒီအသွေးကိုယူပြီးတော့ n equal to 1မှန်ကန်ကြောင်းပြနိုင်ပြီဆိုရင် n equal to k ကလည်းမှန်တယ်ဆိုပြီးယူဆခိုင်းတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်နောက်မှာရှိတဲ့နောက်ထပ်ဒိုမီနိုအသုံးလေးတွေဆက်ပြီးလဲမလားဆိုတာကိုထပ်ပြီးတက်တည်ပြတာကြတော့ဒါ n equal to k plus 1နဲ့တက်တည်ပြတာဖြစ်ပါတယ်ဟုတ်ပြီ n equal to k plus 1ကိုဒါမှန်ကန်ကြောင်းတက်တည်ပြနိုင်ပြီဆိုရင်နောက်မှာဆက်ဖြစ်လာမဲ့ဒိုမီနိုအသုံးလေးတွေအားလုံး infinity ထိမှန်ကန်တယ်ဆိုတာကိုတက်တည်ပြနိုင်မှာဖြစ်ပါတယ်အဲ့တော့တဘာဝကိန်းလို့ပြောလိုက်ရင်တော့ဒါ1ကစရမှာပေါ့နော်ဒါပေမဲ့ဒီပုဒ်စာမှာကြတော့ तू ကမေးခွန်းထဲမှာတဘာဝကိန်းကို3ကနေစခိုင်းတယ်အဲ့တော့3နဲ့ညီပြီး3ထက်ကြီးရမယ်ဆိုတော့စတွက်တဲ့ချိန်မှာ for n equal to 3ရစတွက်ရမှာဖြစ်ပါတယ်အဲ့တော့မတွက်ခင်ပေါ့နော်ဒီပေးထားတဲ့ statement ကိုဒီလက်ထားမှာဖြစ်ပါတယ် p of n denote ဒီ p of n လို့မှတ်ပါလေပေးထားတဲ့ statement ပေါ့နော်အဲ့ statement ကဒါလေးဖြစ်ပါတယ်အဲ့ဒီ statement ကို p of n လို့မှတ်ပါဒီနေရာမှာဒီ for all natural number n greater than equal 3ပုံမှန်ဆိုရင်တော့ဒါကိုအယူအဆနဲ့ကိုပေါ့နော် for all natural number n greater than equal 3ထိပြန်ကူးလဲဒါမှားမနေဘူးပေါ့နော်တကယ်နိုင်ငံတကာစာအုပ်နဲ့ကြည့်ပြီးလေ့လာလိုက်မယ်ဆိုမှားမနေဘူးဒီတိုင်းရေးရင်မှားလားဆိုတော့မှားတယ်လို့ပြောလို့မရအောင်အဲ့တော့ကိုအယူအဆနဲ့ကိုပေါ့နော်အဆုံးထိကူးလဲရတယ်မထည့်လဲဒီမှာရက်လိုက်လဲမှားတော့မှားမနေဘူးပေါ့နော်ဒါကကျတော့ကြိုပြီးတော့ဒီကောင်မှန်ကန်တယ်လို့မယူဆပါနဲ့နောက်ဆုံးမှမှန်တယ် n greater than equal 3အားလုံးအတွက်မှန်တယ်လို့နောက်ဆုံးမှရေးချင်တဲ့ဆရာတွေလည်းရှိပါတယ်ဒါမှမဟုတ်တခါတည်းကြိုရေးလဲဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့မှယူဆတဲ့ဆရာတွေလည်းရှိမှာပါကျွန်တော်ကတော့ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာထက်ဘယ်လိုတွေးရတယ်ဆိုတာကိုပဲရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ statement ကို p of n လို့ထားပြီးတဲ့အခါမှာဒီမေးခွန်းမှာသူက3ကနေစပြီးတော့တွက်ခိုင်းတာစဉ်းစားခိုင်းတာဖြစ်လို့n equal to 3ပေါ့နော်တကယ်လို့မေးခွန်းမှာ n greater than equal 3မပါဘဲနဲ့ for all natural number ပဲဆိုရင်ဒီမှာfor n equal to 1ကနေစတွက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီ n နေရာမှာ3ထည့်ရတာပေါ့နော်3 plus 1 the whole square ပေါ့16ရတယ်right hand side ဒီဘက်မှာဆိုရင်ဒီကောင်ကိုရှင်းလိုက်ရင်18ရတယ်
ဒါဆိုရင်ဒါ left hand side က right hand side ထက်ငယ်တယ်ဆိုတာကိုတက်တည်ပြပြီးသားဖြစ်တယ်ပေါ့နော်ဒါဆို n equal to 3အတွက်မှန်သွားပြီဖြစ်ပါတယ်စောနာဥပမာတိုင်းပြန်ပြောရမယ်ဆိုရင်ဒီဒိုမီနိုအသုံးကလဲပြီးစိတ်ချလက်ချယုံလို့ရပြီပေါ့နော်ဒီကောင်လဲသွားပြီဒီကောင်လဲသွားပြီဒါဆိုရင်သူ့နောက်ကကောင်ကလည်းဆက်ပြီးလဲမယ်ပေါ့နော်ဒီဘက်ကကောင်ဒီကောင်လည်းလဲမယ်အဲ့ဒါယူဆချက်ပေါ့ဒီကောင်လဲပြီဆိုတော့လည်းဒီကောင်ကျင်းတည်တယ်ဒီကောင်လည်းလိုက်လဲမယ်ဆိုတော့ယူဆချက်ပေါ့နော်အဲ့တော့ဒါကဘာလဲဆိုတော့ဒီဟာပေါ့assume that the statement is true for n equal to k greater than equal 3ပေါ့နော်ဒီ statement for the statement is true for n equal to 3မှန်ကန်ကြောင်းပြနိုင်ပြီဆိုရင် k အတွက်လည်းမှန်ကန်တယ်ဆိုပြီးတက်တည်ပြပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကန့်တက်ချက်ကဘာလဲဆိုတော့ဒီပေးထားတဲ့ကန့်တက်ချက်က n equal to k greater than equal 3ဒါကန့်တက်ချက်ပေါ့နော်ဒါအဲ့တော့ဘာမှန်သွားလဲဆိုတော့အပေါ်မှာပေးထားတဲ့ဒီ statement ရဲ့ n နေရာမှာ k ထည့်လိုက်ရမှာဖြစ်ပါတယ်အဲ့တော့ k plus 1 the whole square less than 2k square ပေါ့နော် n equal to k greater than equal 3ဒီ k တန်ဖို့3နဲ့ညီပြီး3ထက်ကြီးတဲ့ကိန်းအားလုံးအတွက်ဒီ statement ကမှန်ကန်တယ်ဆိုပြီးတော့ assume ယူဆလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဒီ statement မှန်တယ်လို့ယူဆလိုက်ပြီဆိုရင်ဘာဖြစ်သွားလဲဆိုတော့ဒီဒိုမီနိုလဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုသူ့ဘေးမှာရှိတဲ့ဒိုမီနိုတွေဆက်ပြီးတော့ဆက်တိုက်လဲသွားမယ်ဆိုတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒီဖြစ်စဉ်အတွက်ဒီ k+1 မှန်တယ်ဆိုတာကိုတက်တည်ဆက်လက်ပြပေးရမှာဖြစ်ပါတယ်အဲ့တော့ we will show that the statement is true for n equal to k+1 အတွက်မှန်ကန်ကြောင်းတက်တည်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်စောနာကအပေါ်မှာပေးထားတဲ့ statement ဒီ n နေရာမှာ k+1 ထည့်ရမှာဖြစ်ပါတယ်အဲ့တော့စဉ်းစားကြည့်ပါနော်ဒီ n နေရာမှာ k+1 ထည့်မယ် b မှာ +1 ရှိတယ်ဒါဆိုရင် k+2 ဖြစ်သွားမယ်ဟုတ်နော်ဒီ n နေရာမှာလည်း k+1 အစားသွင်းမယ်ဒီ n နေရာမှာနော်အဲဆိုရင်ဘယ်လိုဖြစ်မလဲ k+1 the whole square ပေါ့နော်ဒီ2ကရှေ့ကတက်တက်ပေါ့နော်ဒီကောင်မြောက်ထားတာဆိုတော့ဟုတ်ပြီအဲဆိုရင် k+2 the whole square less than 2 into k+1 the whole square ပေါ့နော်ဒီ statement မှန်ကန်ကြောင်းတက်တည်ပြပေးရမှာဖြစ်ပါတယ်ဒီ statement မှန်ပြီဆိုရင်တော့ဒါ n equal to k greater than equal 3ဒီ n တန်ဖို့ k တန်ဖို့က3နဲ့ညီပြီး3ထက်ကြီးတဲ့ကြိုက်တဲ့ကဏ္ဍဖြစ်ပေါ့နော်ဆက်လက်ပြီးတော့မှန်ကန်သွားမယ်ဆိုတာကို infinity ထိမှန်ကန်သွားမယ်ဆိုတာကိုဒါစိတ်ချလက်ချယုံကြည်လို့ရပြီဖြစ်ပါတယ်ဒါသင်္ချာနည်းအရာပေါ့နော် mathematical intention နည်းအရာပေါ့နော်အဲ့တော့ဒီကောင်ကိုတက်တည်ပြတဲ့နေရာမှာနည်းရတော့အမျိုးမျိုးရှိရပေါ့နော်တယောက်နဲ့တယောက်တော့မတူကြဘူးဟုတ်ပြီအဲ့တော့အဲ့ဒီနည်းအများကြီးထဲမှာတနည်းကိုတွက်ပြမှာဖြစ်ပါတယ်အဲ့တော့ဘယ်ကနေပြန်သုံးမလဲဆိုတော့ဒီအပေါ်မှာမှန်ကန်ပြီးသားလို့ဒါယူဆတာနော်မှန်ကန်ပြီးလို့ယူဆထားတဲ့ဒီ statement ရှိတယ်အဲ့ဒီ statement ကိုပြန်ပြီးအသုံးချမှာဖြစ်ပါတယ်အဲ့တော့ဒါကအပေါ်မှာ assume that နဲ့မှန်ကန်ပြီးတဲ့ statement ကိုပြန်ပြီးတော့အသုံးချပြီးဒီတက်တည်ပြခိုင်းတဲ့ကောင်မရအောင်ဖန်တီးသွားမှာဖြစ်ပါတယ်အဲ့ဆိုပထမဆုံးဒီကောင်နဲ့တူအောင်ကြိုးစားရမှာဆိုတော့ဒီကောင်က k+1 the whole square ဒီကောင်က k+2 the whole square ဆိုမတူဖြစ်နေမတူဆိုဒီတိုင်းတွက်ညှိလို့တော့ဘယ်လို့မှရမှာမဟုတ်ဘူးအဲ့တော့သူ့ကိုဖြန့်ကြည့်ရမယ်ပေါ့နော်သူ့ကိုဖြန့်ကြည့်လိုက်မယ်အဲ့တော့ဒီကောင်ကိုဖြန့်လိုက်တော့ရှင်းနှစ်ထပ်ရှင်းနဲ့နောက်မြောက်ချင်းနှစ်ဆနောက်နှစ်ထပ်ဆိုတော့ဒီလိုရမှာဖြစ်ပါတယ်ဒီကောင်ကြတော့ဒါဒီကောင်ဖြန့်လိုက်ရှင်းနှစ်ထပ်နောက်နှစ်ထပ်ရှင်းနဲ့နောက်မြောက်ချင်းနှစ်ဆအဲ့ဒါကိုမှနှစ်ဝင်မြောက်မှာပေါ့နော် sorry ဒီမှာနှစ်ဝင်မြောက်မှာဆိုတော့ဒီကောင်က 4k ဖြစ်မှာဒီကောင် 4k ဖြစ်မှာနော်ဟုတ်ပြီအဲ့ဆိုရင်ဒီအရင်ဆုံးကြိုးစားမှာကဒီကောင်နဲ့တူအောင်ပေါ့နော်ဒီကောင်နဲ့တူအောင်ကြိုးစားမယ်အဲ့တော့တူအောင်ကြိုးစားမယ်ဆိုတော့ဒီမှာတိုက်ကြည့်အောင်အဲ့တော့စောနာကဒီမဖြန့်ခင်မှာဆိုကြတော့ညီအောင်ညှိဖို့ခက်တယ်အဲ့တော့ဘလို့တွေးလဲညီအောင်ညှိဖို့လွယ်အောင်ဘလို့တွေးလဲသူ့ကိုဖြန့်ပလိုက်တယ်သူ့ကိုလည်းဖြန့်ပလိုက်တယ်
ဒါဆိုရင်ဘာတွေလိုလဲတူအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အသွေးတွေထွက်လာမှာဖြစ်ပါတယ်အဲ့တော့အခုတော့ဒီမှာရှင်းရှင်းလင်းလင်းမြင်ရပြီလိုချင်တာက k square plus 4k plus 4ဒီမှာ k square ရှိပြီးပြီဒီမှာ 4k ဒီမှာ 2k ပဲရှိရဒါဆိုရင်လွယ်လွယ်လေးပါ 2k ပေါင်းလိုက်ပေါ့နော် 2k ပေါင်းမယ်ပြီးရင်ဒီမှာ plus 4ရှိရဒီမှာ plus 1ပဲရှိရဒါဆိုရင်ဒီမှာ4ဖြစ်ဖို့3ပေါင်းပါနော်ဟုတ်ပြီအဲ့ဆိုရင်တင်ချာမှာဒီဘက်ကို left hand side ကိုပေါင်းရင် right hand side ကိုလည်းပေါင်းမှာဖြစ်ပါတယ်အဲ့တော့နှစ်ဖက်စလုံးပေါင်းလိုက်ပေါ့နော် okay ဒါဆိုဒီကောင်ကညီသွားပြီဖြစ်ပါတယ်နော်အဲ့ k square plus 4k plus 4ဆိုတော့ဒါနဲ့တူသွားပြီတူသွားပြီဆိုတော့ဒီကိန်းတန်းကိုရှင်းလိုက်ရင်ဒီကောင်ရမှာဖြစ်ပါတယ်အဲ့တော့ဒါ k plus 2 the whole square ဖြစ်သွားပြီless than ပေါ့နော်ဒီကောင်ကိုကြည့်အောင်ဒီကောင်ကိုကြတော့လောလောဆယ်တော့မတူဘူးဖြစ်နေမတူသေးဘူးဆိုတော့ဒီတိုင်းပဲပြန်ကူမယ်2k plus 3ပေါ့နော်အဲ့ဒီမှာတိုက်ကြည့်မယ် 2k square တူနေပြီဒီမှာ 4k ဒီမှာ 2k ပဲရှိအဲ့တော့မခတ်ဘူး2k ပေါင်းလိုက်ပေါ့နော်ဟုတ်ပြီအဲ့ဆို 4k ဖြစ်ပြီ3ရှိရဒီမှာ2ပဲရှိရအဲ့ဆိုရင်ဒီကောင်က2ဆိုတော့2ဖြစ်ဖို့ minus 1ပေါ့ဒါပဲเนาะ3ထဲကတင်တော့2ဆိုတော့ဒါကဒီကောင်နဲ့မတူတူအောင်ညှိရတာဖြစ်ပါတယ်ဒီနေရာမှာတခုပြောစရာရှိတာအစောကအပေါ်မှာတော့ကဒီဘက်ကို 2k plus 3ပေါင်းဒီဘက်ကိုလည်း 2k plus 3ပေါင်းတယ်အခုဒီမှာ 2k minus 1ဒီဘက်ကိုပေါင်းရင်ဒီဘက်ကိုပြန်ပေါင်းမယ်ဆိုရင်ဒီကောင်ပုံစံပြတ်သွားလိမ့်မယ်ဘာကြောင့်လဲဒီကောင်ကတူပြီးသားညီပြီးသားဖြစ်နေရပေါ့နော်အဲ့တော့ဒီတစ်ဖက်သေးကိုပဲပေါင်းမယ်ဆိုရင်တင်ချာမှာပေါင်းလို့ရလာပေါ့နော်တကယ်လို့ဒါဒီမှာညီမျှချင်းဖြစ်နေတယ်ဆိုရင်မရနိုင်ဘူးပေါ့နော်တင်ချာမှာမှားတယ်လို့ပြောအောင်မဟုတ်ဘူးအခုကဒီမှာဘာဖြစ်နေလဲဆိုတော့ inequality ပေါ့နော်ဒီကောင်က less than သင်္ကေတဖြစ်နေတယ်အဲ့တော့ less than သင်္ကေတဆိုတော့ဒီဘက်ကိန်းကငယ်တယ်ဒီဘက်ကိန်းကကြီးတယ်ပေါ့နော်အဲ့တော့ဒီဘက်ကိန်းကကြီးတယ်ဆိုတော့ကြီးတယ်ဆိုတဲ့သင်္ကေတကြီးတယ်ဆိုတဲ့ဂုဏ်သက်တိပေါ့နော်အဲ့တော့ကြီးတယ်ဆိုတဲ့ဂုဏ်သက်တိကိုမပြောက်သွားစေဖို့လိုတယ်ဒီ less than သင်္ကေတအဲ့ကြီးငယ်တယ်ဆိုရင်လည်းအဲ့တိုင်းပဲငယ်တဲ့ဘက်ကိုငယ်တယ်ဆိုတဲ့ဂုဏ်သက်တိမပြောက်သွားဖို့လိုတယ်ဟုတ်အဲ့အသွေးနဲ့သွားမယ်နော်အဲ့တော့ဒီဘက်ကြီးတယ်ဆိုတဲ့ဘက်မှာကြီးတယ်ဆိုတဲ့ဂုဏ်သက်တိမပြောက်တာဘာလဲဆိုရင်ဒီဘက်ကိုကြိုက်တာပေါင်းဥမာ30ပေါင်းမယ်100ပေါင်းမယ်1000ပေါင်းမယ်ကြိုက်တာပေါင်းကြီးတယ်ဆိုတဲ့ဂုဏ်သက်တိပြောက်လားမပြောက်ဟုတ်ပြီနည်းနည်းတွေးကြည့်အောင်ဒီကြီးတယ်ဆိုတဲ့ဖက်ချမ်းပေါ့နော်ဒီဖက်ချမ်းကိုနှုတ်မယ်ဆိုရင်ရောငယ်သွားနိုင်တယ်ဟုတ်ဘူးနော်ဒီကောင်းထက်ငယ်သွားနိုင်တယ်နော်အဲ့တော့ကြီးတယ်ဆိုတဲ့ဖက်ကိုနှုတ်လို့မရဘူးပေါင်းလို့ပဲရတယ်ဆိုတဲ့အသွေးပေါ့နော်ဒီအသွေးကိုပို့ပြီးရှင်းအောင်ခဏန်းလေးနဲ့ပြပါမယ်အဲ့တော့ဒီမှာခဏန်းနဲ့ပြမယ်ဆိုရင်ဥမာပေါ့4က9ထက်ငယ်တယ်ပဲထားပါတော့နော်အဲ့ဆိုရင်ဒီဖက်ချမ်းကိုကြိုက်တဲ့လောက်ပေါင်းအပေါင်း30 20 30ကြိုက်တဲ့လောက်ပေါင်းဘာဖြစ်နေလဲကြီးနေအောင်ပါပဲ4ထက်ကြီးနေအောင်ပါပဲဟုတ်နော်တကယ်လို့ဒီတချမ်းထဲကိုပဲသွားပြီးနှုတ်ကြည့်လိုက်ပေါ့ဥမာ6နှုတ်ကြည့်လိုက်ပေါ့ဘာဖြစ်သွားလဲ3ဖြစ်သွားတယ်ဒါဆိုသူငကိုက4ထက်ကြီးတယ်ဆိုတဲ့သတ်မှတ်ချက်ကဘာဖြစ်သွားလဲပြတ်ထွက်သွားတယ်ဟုတ်နော်ဂုဏ်တတိပြတ်သွားတဲ့အတွက်ကြောင့်ဒီ less than သင်္ကေတအမှားကြီးဖြစ်သွားမှာအဲ့တော့ဒီသင်္ကေတတွေပါလာပြီဆိုရင်ဘယ်ဖက်ချမ်းကိုပေါင်းရမလဲနှုတ်ရမလဲဆိုတာကိုတခြားစဉ်းစားဖို့လိုတယ်ဒီတချမ်းထဲကိုပဲဒီကြီးတဲ့ဖက်ဆိုရင်တချမ်းထဲကိုဘာလုပ်လို့ရလဲပေါင်းလို့ရတယ်နှုတ်လို့မရဘူးငယ်တဲ့ဖက်ဆိုရင်ဘာလုပ်လို့ရလဲငယ်တဲ့ဖက်ကျတော့ငယ်တယ်ဆိုတဲ့ဂုဏ်သက်တိမပြောက်ဖို့ငယ်တဲ့ဖက်ကိုကျတော့ဘာလုပ်လို့ရလဲနှုတ်လို့ရတယ်တိုးတော့ပေါင်းလို့မရဘူးပေါင်းလိုက်ရင်ဥမာထားလိုက်ပါတော့ဒီမှာ4ရှိတယ်30ပေါင်းလိုက်မယ်14ဟော9ထက်ကြီးသွားပြီဟုတ်တယ်နော်ဒီအသွေးနဲ့သွားရမှာဖြစ်ပါတယ်အဲ့တော့ငယ်တဲ့ဖက်ကိုနှုတ်လို့ရတယ်ပေါင်းလို့မရဘူးကြီးတဲ့ဖက်ကိုကျတော့ပေါင်းလို့ရတယ်နှုတ်လို့မရဘူးဆိုတဲ့အသွေးနဲ့သွားရမှာဖြစ်ပါတယ်အဲ့တော့ဒါတော့ရှင်းလိုက်ပြီပေါ့နော်ရှင်းလိုက်ပြီဆိုတော့အစောကပြောတဲ့အတိုင်းကြီးတဲ့ဖက်ကဘာလုပ်လို့ပဲရလဲပေါင်းလို့ပဲရတယ်နှုတ်ရင်မရဘူးဘာကြောင့်လဲတင်ချာဂုဏ်တတိသူကြီးတယ်ဆိုရင်မူလဂုဏ်တတိပျောက်သွားမှာဆိုလို့ဟုတ်ပြီအဲဆို 2k - 1ကကြီးတဲ့ဂုဏ်တတိကိုမပျောက်ဖို့ဆိုရင်ဘာဖြစ်ဖို့လိုလဲအပေါင်းကိန်းဖြစ်ဖို့လိုတယ်
အနှုတ်ကိန်းဖြစ်ရင်ဒီကြီးတဲ့ကောင်နှုတ်တဲ့ပုံစံဖြစ်သွားမှာနော်အဲ့ဒါကြောင့်ဒီ 2k - 1ကအပေါင်းကိန်းဖြစ်ဖို့အရင်အရေးကြီးတယ်ဒါကြောင့်မဖြစ်မနေထည့်သွင်းရမယ်အကြောင်းပြချက်ကဒီတစ်ကြောင်းပေါ့နော် since n equal to k greater than equal 3ဒါပု္ပ္ပစာမှာသတ်မှတ်ထားတဲ့သတ်မှတ်ချက် n equal to k က3နဲ့ညီပြီး3ထက်ကြီးရမယ်ဒါဆိုရင်အစောနာထည့်လိုက်တဲ့ 2k - 1 k နေရာမှာပေါ့နော်ဒီ k နေရာမှာဒီ3ထည့်ကြည့်လိုက်2 3 4 6တက်နှုတ်တော့5ဒါဆိုတေချာသွားပြီဒီကိန်းက3ကနေစမှာနော်အဲ့တော့5ထွက်တယ်နော်3ထည့်4ထည့်5ထပ်ပူကြီးွားဖို့ပဲရှိမယ်ဟုတ်ပါနော်အဲ့ဒါကြောင့်ဘာအဓိပ္ပာယ်လဲဆိုရင်5နဲ့ညီပြီး5ထပ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါဆိုရင်ဒီ 2k - 1ကအပေါင်းကိန်းဖြစ်တယ်ဆိုတာကိုဒီ 2k - 1ကအပေါင်းကိန်းဖြစ်တယ်ဆိုတာကိုဒီနည်းနဲ့သက်သေပြလို့ရပါပြီပေါ့နော်ဒီဟာလေးကဒါအကြောင်းပြချက်ပေါ့ဒီကောင်ဘာကြောင့်ဒီတစ်ဖက်ထဲကိုပဲပေါင်းတာလဲဆိုတဲ့အကြောင်းပြချက်လေးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီကောင်ရှင်းလိုက်ရင်ဒီကောင်ရပြီဒါဆိုရင်မတူအောင်လားဆိုတော့တူသွားပြီတူသွားပြီဆိုရင်ဒီကောင်ပြောင်းလို့ရပြီပေါ့နော်ပြောင်းလေးရတော့မခက်ပါဘူးနှစ်ကိုပုံထုတ်လိုက်တယ်ပုံထုတ်ပြီးတော့ရှင်းလိုက်ပေါ့နော်ရှင်းလိုက်ရင်ဒီကောင်ရမယ်ဒါနောက်ဆုံးအဆင့်ပေါ့ဟုတ်ပြီအောက်မှာတော့စာကြံလေးရပေါ့နော်အဲ့ဒီစာကိုဒါမရေးတော့နော်ကြာမှာဆိုတော့ဒီမှာပဲပြလိုက်တော့တခါအဲ့တော့ဒီမှာthe statement is true for n equal to k plus 1 being hence by the principle of mathematical intention the statement p of n is true for all natural number n greater than equal ဘာဖြစ်မလဲ3ဖြစ်မှာပေါ့နော်3ဖြစ်မှာပေါ့ဒါကပု္ပ္ပစာတခြားတစ်ပုဒ်လေအဲ့တော့ဒီမှာ3ဆိုတော့ n greater than equal 3ပေါ့နော်စာတွေကတော့အတူတူပါပဲကြားထဲမှာဒီရှင်းတဲ့ရှင်းနည်းလေးတွေတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးကိုတွေးတတ်တဲ့နီးကိုအတွက်အဆင်ပြေမဲ့ကိုအတွက်လုံးလေးကိုအသုံးချမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်